အားလုံးပဲမင်္ဂလာပါရှင် Latest Data Scientist ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ Data Science Master ကိုမလေးရှားမှာတက်ရတာဘယ်လိုမျိုးရှိလဲ၊ဘယ် University တက်လို့ရလဲဆိုတာနဲ့ course ကဘယ်လောက်ကုန်ကျနိုင်လဲဆိုတာလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အမပထမအောင်ဆုံးအနေနဲ့မလေးရှားရဲ့ education အကြောင်းလေးကိုပြောပြချင်ပါတယ်။စင်ကာပူကတော့အမတို့ Southeast Asia မှာနံပါတ်1ပြီးွားရင်တော့မလေးရှားကနံပါတ်2 education ဖြစ်ပါတယ်။ပြီးတော့မလေးမှာ public university တွေကော private university တွေရောအကြောင်းတွေအများကြီးရှိပါတယ်။ public university တွေမှာဆိုလို့ရှိရင်တော့နာမည်အကြီးဆုံးနံပါတ်1ကျောင်းကတော့ University of Malaya ပေါ့နော်။အဲ့ဒီဆိုလို့ရှိရင်ဒီ QS World Ranking မှာ2026မှာသူကနံပါတ်58ရထားတာဖြစ်ပါတယ်။ပြီးတော့တခြား public university ကလည်း World Ranking 200အတွင်းမှာရှိပါတယ်။နောက် private university တွေကလည်းဒီမလေးမှာဆိုလို့ရှိရင် UK တို့ US Australia တို့တခြားနိုင်ငံက public university တွေနဲ့ချိတ်ဆက်ပြီးတော့သင်ကြားနေရဲ့သူရဲ့ World Ranking ကလည်း200ကျော်ကနေပြီးတော့800ကျော်လောက်မှရှိတဲ့အတွက်ကြောင့်မလို့ ranking လည်းကောင်းတယ်ပြီးတော့ဒီလိုမျိုး higher education တွေမှာ develop ဖြစ်နေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ပြီးတော့မလေးရှားက English speaking country ဖြစ်တဲ့အတွက်ကြောင့်မလို့မတို့အတွက်အားသာချက်တစ်ခုဖြစ်ပါတယ်။မလေးမှာဆိုလို့ရှိရင် Indian လူမျိုးရဲ့မလေးလူမျိုး Chinese လူမျိုးဒီ3မျိုးကအဓိကနေထိုင်ကြတဲ့လူမျိုးတွေပေါ့နော်။သူတို့ကသူတို့ရဲ့အသီးသီး community ပေါ့ဥပမာဆိုရင် Indian community မှာဆိုရင်ဒါ Indian ဘာသာစကားသုံးတယ်။ပြီးလို့ရှိရင်မလေး community မှာဆိုလို့ရှိရင်မလေးစကားတော့အသုံးအများဆုံးလူကြီးအများဆုံးပေါ့နော်။ပြီးလို့ရှိရင်တော့ Chinese community မှာဆိုလို့ရှိရင်သူတို့ကငယ်လေးကလေးကတရုတ်ကြောင်းနဲ့တရုတ်ဘာသာစကားအဲ့လိုမျိုး communicate လုပ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အချင်းချင်းဆိုလို့ရှိရင်တော့အားလုံးဘုံအနေနဲ့ကတော့ English လို့ communicate လုပ်ကြရဲဆိုတော့သူတို့မလေးလူမျိုးတယောက်ကဆိုလို့ရှိရင်အနည်းဆုံးတော့ဘာသာစကား2မျိုးတက်ကြပါတယ်အမတို့ international student အနေနဲ့ကတော့ English လိုမျိုး communicate လုပ်လို့ရနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုယ်ပညာရေးမှာရောကိုယ် daily life မှာလည်းအခက်အခဲမရှိဘဲနဲ့အဆင်ပြေစေပါတယ်မလေးရှားကသူရဲ့ဒီ higher education က develop လည်းဖြစ်တဲ့ Islamic country လည်းဖြစ်တဲ့အတွက်မတို့ international student တွေလည်းအများကြီးလာတက်ကြတယ်အထူးသဖြင့်ဆိုလို့ရှိရင်တော့ဒီသူရဲ့ဒီအနီးနားပတ်ချာလေးပေါ့နော်အင်ဒိုနီးရှားတို့ဘရူနိုင်းတို့အိန္ဒိယချိုင်းနာပြီးတော့ဒီ Central Asia နိုင်ငံတွေဖြစ်တဲ့ဒီ stand နဲ့စုံတဲ့နိုင်ငံတွေကာကစ္စတန်တို့အိုဘက်ကစ္စတန်အဲ့လိုမျိုးဒီ stand နဲ့စုံတဲ့နိုင်ငံတွေလည်းလာတက်ကြရဲပြီးတော့ဒီ Islamic country တွေဖြစ်တဲ့ဒီ Middle East က Iraq တို့ Iran တို့ Yemen တို့အဲ့ဒီကနိုင်ငံကကျောင်းသားတွေလည်းအများကြီးလာတက်ကြပါတယ်ဆိုတော့ international student အနေနဲ့ community အနေနဲ့ကတော့ diverse community ဖြစ်တယ်လို့ပြောလို့ရပါတယ်နောက်ထပ်မလေးရှားကစင်ကာပူနဲ့ရှင်မယ်ဆိုလို့ရှိရင် cost က3ဆလောက်သက်သာဖြစ်တဲ့အတွက်ကြောင့်မလို့မလေးရှားမှာကျောင်းတက်ရတော့အမစိတ်ထဲမှာ affordable ဖြစ်တဲ့ဒီနိုင်ငံတစ်ခုလို့မြင်ပါတယ်ပြီးတော့ safety အနေပိုင်းဆိုလို့ရှိရင်တော့အမတော့ဒီကျောင်းသားပတ်ဝန်းကျင်မှာပဲနေတယ်ပြီးတော့ဒီညဘက်တွေပါရဲ့အပြင်သားမထွက်တဲ့ခါကျတော့အမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ safe ဖြစ်တဲ့နိုင်ငံတစ်ခုလို့ပြောလို့ရပါတယ်ရထားစီးတဲ့ခါမှာလည်းသူက main ကလေးအတွဲသက်ရှိရဲဆိုတော့များသောအားဖြင့်တော့လုံခြုံပါတယ်နောက်ပြီးတော့ဒီမြန်မာ student community လည်းရှိရတဲ့အတွက်ကြောင့်မလို့တကူဆိုလို့ရှိရင်တော့အကူအညီလေး support တွေအများကြီးရပါတယ်ပြီးတော့အခုဆိုလို့ရှိရင်မလေးရှားမှာ master တက်ထားရဆိုရင်နောက်ထပ် graduate visa တစ်နှစ်ထပ်လျှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းပြီးွားရဆိုရင်ကိုကအလုပ်ထပ်ရှာဖို့အချိန်လေးရပါတယ်မလေးရှားမှာ data science master နဲ့ပတ်သက်ပြီးတော့ဘယ်ကျောင်းနေတက်လို့ရလဲဆိုတာလေးကိုအမရှာထားပေးပါတယ်တော်တော်များများကျောင်းတွေကတော့ public ကျောင်းတွေကော private ကျောင်းတွေကော data science master program ရှိပါတယ် full time လေးရှိတယ် online လေးတက်လို့ရတာရှိပါတယ်အမကတော့အခုဒီ full time နဲ့ပတ်သက်ပြီးတော့ဒီ video လေးမှာပြပြပေးပါမယ်ရှင်နံပါတ်1ကတော့ University of Malaya ပေါ့နော်။သူကတော့ public university ရဲ့မှာမလေးမှာနံပါတ်1အမြင့်ဆုံးကျောင်းဖြစ်ပါတယ်။အဲ့ဒီမှာသူ့မှာလည်း Master in Data Science ဆိုတဲ့ coursework program ရှိပါတယ်။ Donation ကတော့သူကတစ်နှစ်ခွဲလောက်တက်ရမှာဖြစ်ပြီးတော့ intake က March အောက်တိုဘာ2ခုရှိပါတယ်။နောက်တစ်ခုကတော့အမ UTM ကိုရှာထားတယ်။ UTM ကတော့နည်းပညာကျောင်းပေါ့နော်။သူကလည်း public university ပါပဲ။အဲ့ဒီမှာလည်း Master in Data Science program ရှိရယ်။သူကလည်းတစ်နှစ်ခွဲ February နဲ့ July intake 2ခုရှိပါတယ်။ Public University ကတော့ Bachelor နဲ့ Master မှာဆိုရင် Bachelor ကဝင်ခွင့်ပိုခက်တယ်။ Master ကတော့ဝင်ခွင့်တော့အလောက်မခက်ဘူး။ဒါပေမဲ့သူ့ရဲ့ entry requirement တွေက strict ဖြစ်ပါတယ်။နောက်သူကရှောက်မယ်ဆိုလို့ရှိရင် application fee အရင်သွင်းရတယ်ပြီးမှ offer ရတယ်မရဘူးပြောတာပေါ့နော်။နောက်ထပ်ကတော့အမ private university ရှာထားပါတယ် private ထဲမှာ data science ထဲမှာသူက tech ထဲမှာနာမည်အကြီးဆုံးကတော့ APU ကျောင်းပေါ့နော်အမလည်း APU မှာတက်ခဲ့တာပါ APU မှာကသူကတော့ MSc in Data Science and Business Analytics ဆိုပြီးတော့မှနှစ်ခုရောထားတာပေါ့နော် coursework program ပဲဒါပေမဲ့သူ့မှာက pathway နှစ်ခုရှိပါတယ် Business Analytics ကိုသွားမဲ့ pathway ရယ် Data Engineering ဘက်ကိုသွားမဲ့ pathway ရယ်နှစ်ခုရှိပါတယ် duration ကတော့တစ်နှစ်
တစ်နှစ်ပါပဲပြီးတော့ intake ကဆိုရင်တော့အခုဆိုရင် April နဲ့ August ဆိုပြီးတော့ intake နှစ်ခုရှိပါတယ်နောက်ထပ်ကျောင်းတွေကတော့ Taylor's တို့ Monash တို့ Inti တို့ဒီကျောင်းတွေလည်းနာမည်ကြီးပါတယ် Taylor's မှာဆိုလို့ရှိရင်တော့သူက Data Science တီးတန်းတော့မဟုတ်ဘူး Master of Applied Computing ဆိုတဲ့နာမည်နဲ့ပါသူကတော့ပို့ပြီးတော့မှ technical background ကသွားတဲ့အကြောင်းသားတွေအတွက်ပို့ပြီးတော့မှအဆင်ပြေနိုင်ပါတယ် Monash မှာဆိုလို့ရှိရင်တော့ Master of Data Science ကိုသူက course ကလည်းသွားလို့ရတယ်တကယ်လို့ကိုက thesis base ကိုသွားချင်နေဆိုလဲ 2-year program တွေယူပြီးတော့မှ thesis base ကိုသွားလို့ရပါတယ် Entry ကတော့ Master of Data Science ကိုသူက research base thesis base ပေါ့နော်သူ့မှာတော့သူက2နှစ်တက်ရမှာပဲဖြစ်ပါတယ် course နဲ့ဒီ research base နဲ့ပါကွာလဲဆိုလို့ရှိရင်တော့ course ကတော့သူကဒီလက်တွေ့လုပ်ငန်းခွင်မှာသုံးမဲ့ဒီ project base ကိုပဲသွားတာပေါ့နော် research ဘက်မှာဆိုလို့ရှိရင်တော့ thesis လည်းရေးရဖြစ်တဲ့အတွက်အချိန်လည်းပို့ပေးရမယ်တကယ်လို့ကိုက academic ဘက်ကိုသွားချင်နေဆိုလို့ရှိရင်တော့ research base ကိုရွေးတာပိုကောင်းပါတယ်အမရှာထားတဲ့ကျောင်းဒီမှာဆိုလို့ရှိရင်တော့ credit hours ကတော့တစ်ကျောင်းနဲ့တစ်ကျောင်းဒါမှမကွာဘူးပေါ့နော် research base ဆိုလို့ရှိရင်တော့သူက credit hour ပို့ပြီးမှများတယ်နောက် fees အနေနဲ့ကလည်း4000ကျော်ကနေပြီးတော့ Monash ဆိုလို့ရှိရင်တော့9000ကျော်ထိရှိပါတယ်ကျောင်းနေရပေါ့နော်တစ်ခုနဲ့တစ်ခု data science master လို့ပြောပေမဲ့ပေါ့နော် data science fee ကအရန်ကိုကျေပြန့်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ကျောင်းနဲ့တစ်ကျောင်းပြီးတဲ့ modules တွေကမတူပါဘူးအမတို့ basic ယူရတဲ့ core modules တွေကတူတယ်တော်တော်များတူတယ်ဒါပေမဲ့ဒီ elective modules တွေမှာတော့ကိုကဘာဝသနာပါလဲကိုပဲ career path ကိုဆက်သွားခြင်းလဲကိုရဲ့ background ကရောဘယ်လိုမျိုး technical background လား business background လားပေါ့နော်အဲ့လိုမျိုးပေါ့မူတည်ပြီးတော့ modules တွေကိုကိုနဲ့တင့်တော်တယ်လို့ရွေးလို့ရပါတယ်ဒီ modules တွေအကြောင်းကိုတော့အမားတို့ဒီကျောင်းရဲ့ပေါ့နော်ဒီ program ရဲ့page မှာဆိုလို့ရှိရင်အသေးစိတ်ရေးထားပါတယ်အဲ့ဒီမှာသွားပြီးတော့မှသူက career path တွေလည်းရေးထားတယ်ကိုပဲရဲ့ career path တွေကိုသွားချင်လဲပြီးတော့မှကိုဘာ subject တွေသင်ချင်လဲပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ကျောင်းကိုနဲ့တင့်တော်တဲ့ကျောင်းကိုရွေးပါလို့အမအကြံပေးချင်ပါတယ်ဒီမှာဆိုလို့ရှိရင်အမဒီ career opportunity တွေကိုဒါကျောင်းနေရနေပြီးတော့တရားဝင်ထုတ်ပြန်ထားတဲ့သူတို့ရဲ့ program details မှာပါတာပေါ့နော်အဲ့ဒီမှာဆိုရင်အမနမူနာလေးရှုပြထားပေးတယ်သူက data science တို့ဒီ subject ကကျေပြန့်နေပေါ့နော်ဒါပေမဲ့ကိုလာတဲ့ background ပေါ်မူတည်ပြီးတော့ career path တွေကလည်းအများကြီးကျေပြန့်နေဥပမာကိုက computing background ကလာတယ် technical background ကလာတယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီဘက်ကိုသွားချင်နေဆိုလို့ရှိရင်လေmachine learning engineer ဘက်တို့နောက်ဒီmachine learning specialist တို့ software developer big data engineer data architect ပေါ့နော်အဲ့လိုမျိုးဒီ technical နဲ့ဆိုင်တဲ့ role တွေဘက်ကိုတည်တံ့သွားလို့လည်းရတယ်ကိုက business background ကလာတယ်ဆိုလို့ရှိရင်လည်းဒီ business နဲ့ဆိုင်တဲ့ business analyst တို့နောက်ဒီပေါ့နော် data scientist တို့အဲ့ဒီဘက်တွေ data analyst ဘက်တွေဒီလိုမျိုးသွားလို့လည်းရပါတယ်နောက်ထပ်ကကိုကဒီ statistic background ကလာတယ်ဆိုလို့ရှိရင် statistician ဘက်တို့ research ဘက်တို့ qualitative analyst ဘက်တို့ပေါ့နော်အဲ့လိုမျိုးဒီသွားတဲ့ဒီ career path တွေကကိုယ့်ရဲ့ background ပေါ်မူတည်ပြီးတော့ကိုအများကြီးရွေးလို့ရတယ်ဒီပုံမှာမူတည်ပြီးတော့လေကိုကဘယ် course ကိုရွေးမလဲပေါ့နော်ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်အဲ့ဒီပုံမှာလေကျောင်းနေရ course တွေကိုတစ်ခုနဲ့တစ်ကျောင်းနဲ့တစ်ကျောင်းမတူဘူးဆွဲထားတဲ့ course တွေကလည်းမတူဘူးပေါ့နော်သူတို့သင်တဲ့ပုံစံလေးတွေမတူဘူးနောက်ဒါပုံမှာလည်းမူပြီးတော့မှ budget ကလည်းကွာဝိုင်းလို့မှမြင်ပါတယ်စောစောကအမရှာပေးထားတာတော့ကျောင်းတစ်ကျောင်းချင်းစီအလိုက်ပေါ့နော်သူရဲ့ data science program fee တွေပါတယ်အဲ့ဒီ program fee ရဲ့ပြီးတော့မှဒီမလေးဘက်ကို tax က 6% ပေါ့နော်ဒီ fees ရဲ့ 6% ထပ်ပြီးတော့ပေးရပါတယ်နောက်ထပ်ကတော့မလေးမှာကသူကဒီ education department ပေါ့နော် EMS department တက်ရှိတယ်အဲ့ဒီဘက်ကိုအမတို့ကmaster တက်မယ်ဆိုတော့ဒီ bachelor ဘက်ကကိုယ့်ရဲ့ education certificate တွေကို verification လုပ်ရပါတယ်လုပ်ပြီးတော့သူက approve ဖြစ်တယ်ဆိုမှတက်လို့ရပါဘောเนาะဆိုတော့ဒီ EMS ကိုရှောက်တဲ့ fees တွေ visa fees တွေထပ်ပြီးပေးရတယ်နောက်ပြီးတော့ health insurance fees တွေလည်းပါတယ်နောက်ပြီးတော့ဒီကိုယူတဲ့ program အလိုက်ပေါ့နော် tools တွေလည်းထပ်ပြီးတော့မှregistration ထပ်လုပ်ရတဲ့ fees တွေထပ်ပြီးတော့ကုန်တာရှိနိုင်ပါတယ်အမားတို့ APU မှာတော့ SaaS Studio သုံးတာတွေပြီးတော့ဒီ AWS Cloud Service တွေပေါ့နော်အဲ့ဒါတွေဒီကျောင်းမှာသုံးတာပေါ့နော်ပြီးတော့ဒီ Microsoft Teams နဲ့ပတ်သက်တဲ့သုံးတာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးတော့ကျောင်းသားဒီကျောင်းရဲ့ program fees ထဲမှာ registration fees တွေအကုန်လုံးပါပါတယ်အမားတို့ကျောင်းသားအနေနဲ့ထပ်ပြီးတော့မှမပေးရဘူးပေါ့နော်နောက် living expense နဲ့ personal expense တွေကုန်နိုင်ပါတယ် living expense ကတော့မလေးမှာဒီနေတာသွားတာစားတာ phone bill internet ပြီးတော့ဒီ transportation fees တွေပေါ့နော်အဲ့ဒီ
visit မကုန်မဖြစ်ကုန်ရတဲ့ fees တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီ18သိန်းကနေပြီးတော့25သိန်းကြားအဲ့ဝန်းကျင်လောက်ကကုန်ပါတယ်တစ်လောက်ပေါ့နော်နောက် personal expense အနေနဲ့ကတော့တခြားကိုဝယ်တာသုံးတာတော့ကိုယ့်ပေါ်မှာမူတည်ပြီးတော့ကုန်နိုင်ပါတယ်ရှင်ဒါဆိုရင်တော့မလေးရှားမှာ data science master တက်ချင်တဲ့သူတွေအနေနဲ့မလေးရှားမှာတက်ရဘယ်လိုနေလဲပြီးတော့ဒီကျောင်းကရောဘယ်ကျောင်းတွေတက်လို့ရလဲဘယ် program တွေရှိလဲဘာတွေကွာလဲဆိုတာရဲ့ course ကရောအကျဉ်းပြဘယ်လောက်ထိကုန်ကြနိုင်လဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ knowledge ရသွားမယ်လို့ထင်ပါတယ်ဒီကျောင်းတွေရဲ့ program တွေနဲ့ပတ်သက်ပြီးတော့တစ်ခုချင်းစီလဲကိုပါကိုပေါ့နော်အသေးစိတ်ထပ်ပြီးတော့မှသိချင်တဲ့သူတွေအတွက်အမဒီ description box ထဲမှာဒီကျောင်းတွေရဲ့ link တွေလည်းချပေးထားပါမယ်ရှင်ကိုယ့်ဟာကိုယ်ဒီကျောင်းရှောက်နေတဲ့သူတွေပြီးတော့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှိတဲ့သူတွေအနေနဲ့လည်းအခက်အခဲရှိရာရှိရင်လည်းအမကိုလာမေးလို့ရပါတယ်အမသိတဲ့လောက်ကူညီပေးပါမယ်ရှင်ဒါဆိုရင်တော့အမရဲ့ဒီ channel လေးမှာ data science နဲ့ပတ်သက်တဲ့ knowledge တွေကိုတောက်လျှောက်ဗီဒီယိုလေးတင်ပြီးတော့မှ sharing လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်